အချစ်ဟောင်းကိုပြိတ္တရှိမာရင်ပြက်ပြက်သားသားမေးလိုက်ပြီးဖြစ်ကြောင်းသက်သေပြလိုက်တဲ့ဝိုင်းစုခိုင်သိန်းဟာအနုပညာလောကမှာဆယ်စုနှစ်တခုကျော်တိုင်အောင်ပြိတ္တအချစ်တွေကိုအခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူမဟာအချစ်ရင်းနဲ့ပတ်သက်ရင်လည်းအမြဲတမ်းပွင့်လင်းရိုးသားပြီးသူမရဲ့ခံစားချက်တွေကိုတချင်းစာသားတွေထဲမှာထည့်သွင်းဖော်ပြလေးရှိရသူပါ။မကြသေးခင်ကမှသူမရဲ့ပြိတ္တတွေကြားမှာအတော်လေးကြရက်ထသွားစေတဲ့ဖြစ်ရပ်တစ်ခုကတော့ရှိုးဝဲစင်မြင့်ထက်မှာအတိတ်ကအချစ်ဟောင်းနဲ့ပတ်သက်ပြီးသူမရဲ့သဘောထားကိုဒဲ့ပြောလိုက်တာပဲဖြစ်ပါတယ်။ဖျော်ဖြေပွဲတစ်ခုမှာဝိုင်းစုတယောက်တချင်းတွေနဲ့ဖျော်ဖြေတင်ဆက်နေတော့ပြိတ္တထဲကလူတစ်ယောက်ကသူမရဲ့အချစ်ဟောင်းဖြစ်သူအောင်လာနဲ့ပတ်သက်ပြီးပြန်ဆင်ပြေနေပြီလားအတူမပါဘူးလားဆိုတဲ့မေးခွန်းကိုမေးမြန်းခဲ့တာပါ။ဒါကိုဝိုင်းစုကတော့မရှောင်လဲပဲသူမရဲ့ပြတ်သားတဲ့စိတ်နေစိတ်ထားကိုပြိတ္တကြီးရှိမှရင်ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ဝိုင်းစုကသူမရဲ့တချင်းတွေကလို့မတ်လောက်စရာတခွန်းမှမရှိဘူးသူမရဲ့အချစ်ကိုတန်ဖိုးမထားပဲဖောက်ပြန်ခဲ့တဲ့ဘဲယောက်ျားစီကမှပြန်မသွားဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်ဝိုင်းစုအနေနဲ့အတိတ်ကဒဏ်ရာတွေကိုအပြီးတိုင်ကုသပြီးသားဖြစ်ကြောင်းနဲ့သူမရဲ့ဘဝအသစ်မှာရှေ့ဆက်ဖို့အစင်းသင်းဖြစ်နေပြီဆိုတာကိုပြောပြလိုက်တာပါဝိုင်းစုဟာအချစ်ရေးမှာကံမကောင်းခဲ့ပေမဲ့အချစ်ရေးမှာအဆင်မပြေမှုတွေကိုကုန်ကျန်းဖြစ်ပြောင်းလဲပြီးအမှုပညာအလုပ်တွေမှာပဲအာရုံစိုက်လာခဲ့တာဖြစ်ပါတယ်အရင်ကထက်လည်းပုံမလှပတောက်ပလာတာကိုအားလုံးကမြင်တွေ့နေရမှာပါသူမပြောသလိုပဲသူမရဲ့ဘဝပလင်ပေါ်မှာသူမကိုယ်တိုင်ပဲဘီရင်မဖြစ်အုပ်ဆိုးနေပြီးဘသူရဲ့ထောက်ပံ့မှုမှမလိုပဲရက်တည်နိုင်ကြောင်းသက်သေပြခဲ့ပါတယ်နော်ပရိသတ်တွေကတော့ဝိုင်းစုရဲ့ဒီလိုပြတ်သားတဲ့စကားလုံးတွေကြောင့်တကယ့်ကိုကိုချောက်ပေါ်ကိုရက်တည်နိုင်တဲ့မိန်းမသားဆိုပြီးချီးကျူးနေကြပါတယ်တစ်ဖက်မှာလည်းအတိတ်ကကိစ္စတွေကိုပြန်ပြီးမေးမြန်းခဲ့တဲ့ပရိသတ်ရဲ့အပြုမှုပေါ်မှာလည်းဝေဖန်မှုတွေရှိနေခဲ့ပါတယ်အမှုပညာရှင်တယောက်ရဲ့ပုံကိုရေးရာဆိုင်ရာကိစ္စတွေကိုအခုလိုလူပုံလဲမှာမေးမြန်းတာဟာစီကံမရှိရရောက်တယ်လို့လည်းအများကယူဆနေကြတာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးရေဝိုင်းစုခံတဲ့အဖေဟာရက်ဆက်တယ်ထင်ရပေမဲ့သူမခံစားခဲ့ရတဲ့ခံစားမှုတွေထက်ဆိုင်တော့မကာမိပါဘူးနော်ဝိုင်းစုအတွက်အပိစကားပြောရင်းနဲ့မှတ်ချက်လေးတွေပြောပြပေးခဲ့ကြပါအောင်နော်မကြခင်မှာလေဒီအကြောင်းအရာကိုသိပြီးဟိုဘက်ရက်ကွက်ကတော့ပန်းလူသွေးရုံမှာပါနော်